အားလုံးပဲမင်္ဂလာပါ Success Sharing Corner ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးသွားမှာကတော့ဒီ AutoCAD command လေးတွေကိုမှဒီနောက်ဆုံးကျန်နေတဲ့ command လေးတွေပေါ့နော် command အနည်းငယ်ကိုပြောပြပြီးတော့ dimension တက်တဲ့ပုံစံလေးတွေပေါ့နော် dimension detail အသေးစိတ်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးပေါ့နော်ဒီမှာဆိုလို့ရှိရင်object တစ်ခုရှိမယ်ပေါ့နော် object လေးတစ်ခုရှိမယ်အဲ့ဒီ object လေးမှာ right click လေးထောက်လိုက်ပြီးဆိုလို့ရှိရင်ပေါ်လာမဲ့ဥစ္စာတွေပေါ့နော်အဲ့ဒါဘာတွေလဲပေါ့နော်ဘာတွေလုပ်လို့ရလဲပေါ့နော်အဲ့လေးပြောပြပေးသွားမယ်ဒါဆိုလို့ရှိရင်ဒီဟာရဲ့ line လေးတွေ cycle လေးတွေ rectangle လေးတွေဒီဟာလေးကတော့ block လေးဖွဲ့ထားတာပေါ့နော် block လေးရှိတယ်ဥပမာဒီ object လေးပေါ်မှာ select ပေးပြီးတော့ right click ထောက်မယ်ဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်နောက်ဆုံးဒီ command ပေါ့နော် repeat block ဆိုတာလေးပြောထားတယ်ဒါဘာလုံးမှလဲဆိုတော့ခါကြတော့ဒီဟာလေးတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် block ပြန်ဖွဲ့မယ်ပေါ့နော် block ပြန်ဖွဲ့မယ် block ပေါက်လေးပေါ်လာမယ်ပေါ့နော် block ဆိုတဲ့ block ဖွဲ့ရမယ် box လေးပေါ်လာမယ်ဒီဆိုလို့ရှိရင်နောက်ဆုံးလုပ်ခဲ့တဲ့ command က move ရွှေ့ခဲ့တာမို့လို့ဒီမှာ repeat move ပေါ့နော် move ကိုပြန်ပြီးတော့ repeat လုပ်ပါလို့ပြောတာပေါ့နော်နောက်ဆုံး command က copy ဆိုလို့ရှိရင် copy ကိုပြန်ပြီးတော့ repeat copy ဆိုပြီးတော့ပြောနိုင်မှာပေါ့နော်ဒါကတော့နောက်ဆုံးထွက်ခဲ့တဲ့ command ကိုပြန်ပြီးတော့ပြုလုပ်ပါမယ်ဆိုတဲ့သဘောပြောတာပါဒီအောင်တစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်တော့ဒီ object လေးကို select ပြီးပြီးတော့ copy လုပ်လို့ရတဲ့ပုံစံလေးဖြစ်ပါတယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ recent import ဆိုတာဒီအခုလက်တော့လောက်ခဲ့တဲ့ copy တွေ move ရွှေ့ရရှိမယ် line ဆွဲရရှိမယ် block ဖွဲ့တာတွေရှိမယ်ပြီးလို့ရှိရင် offset ရိုက်တာတွေရှိမယ်ဒီ rectangle ဆွဲတယ် cycle ဆွဲတယ်ဒီဟာလေးတွေကိုပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီမှာ command နဲ့ cycle တွေကိုဝင်လိုက်မယ်ဆိုလို့ရှိရင် cycle လေးဆွဲလို့ရမယ်ပြီးရင် right click တွေတစ်ချက်နှိပ်လိုက်မယ်ဒီမှာ recent import ကိုနှိပ်မယ်ပြီးလို့ရှိရင် copy ပေါ့နော် copy ဆိုလို့ရှိရင်ဒါလေးက copy လေးကူးလို့ရသွားမယ်ဒါကတော့လက်တလောသုံးခဲ့တဲ့ command တွေကိုပြန်ဝင်လို့ရတယ်ပေါ့နော် right click လေးကိုနှိပ်ပြီးသွားလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီ clipboard ပေါ့နော် clipboard လေးမှာမြားလေးထောက်လိုက်ပဲဆိုလို့ရှိရင် cut ရှိတယ် copy ရှိတယ် copy with base ပါရှိတယ် cut ဆိုတာကတော့ control H ပေါ့နော်ဒါကတော့လူတိုင်းသိကြတယ်ပေါ့နော် cut လုပ်မယ်ဆိုလို့ရှိရင်ဒါပျောက်သွားပြီပြီးလို့ရှိရင် control V နဲ့တစ်ချက်ချလိုက်မယ်ဆိုလို့ရှိရင်ပြန်ပေါ်လာမယ်ပေါ့နော်ပြီးရင် clipboard က copy ဆိုတာတော့ control C ရဲ့သဘောတရားပဲဖြစ်တယ်ဒီ object လေးကို select ပေးထားတာဖြစ်တဲ့အတွက်ဒီ cycle လေးကိုပဲ copy ကူးသွားမယ် control V နဲ့ရှာမယ်ဆိုလို့ရှိရင် copy လေး control V နဲ့လိုက်တာမှာ copy ပြန်ရှာလို့ရတယ်ပေါ့နော်ပြီး right click နှိပ်မယ် clipboard မှာ copy with base point ဆိုတာလေးရှိတယ်ကျွန်တော်တို့ကဒီ base point ကင်ပြီးတော့ကူးမယ်ဆိုလို့ရှိရင်เนาะဒီ copy with base point ကိုနှိပ်မယ်ဒီမှာဆိုလို့ရှိရင် copy with base point ကိုနှိပ်လိုက်တာ ਨੇ သူကဒီမှာ specify base point ဆိုပြီးတော့ကာစာလေးပေါ်လာပဲပေါ့နော်အဲ့ကာစာလေးနဲ့ဒီ object လေးကို select ပေးမယ်ဒီ select ပေးထားတဲ့ object လေးဒီ object လေးပေါ့နော် base point လေးကိုကြတော့သူ့ရဲ့ center လေးကိုတွားပြီးကိုင်လိုက်မယ်ကိုင်လိုက်ပြီးသွားလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ paste ရှာရမယ်ပေါ့နော် paste ရှာမယ်ဆိုလို့ရှိရင်လည်းဒီမှာ right click နှိပ်ပြီးတော့ခါကြတော့ clipboard မှာ paste ဆိုတာနှိပ်လဲရတယ် PS Pro နှိပ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင် keyboard ကနေ control V ကိုနှိပ်လဲရတယ်ဒါဆိုလို့ရှိရင်သူကဒီ cycle လေးကို center ကနေပြီးကင်လာမှာဖြစ်တယ်ဒီကိုထားခြင်းတဲ့နေရာလေးမှာတစ်ချက်ချလိုက်မယ်ဆိုလို့ရှိရင်ဒါကတော့ဒီနေရာလေးမှာ center point ကိုကင်ပြီးတော့ချတဲ့ပုံစံလေးဖြစ်ပါတယ်select ပေးမယ် right click နှိပ်မယ် clipboard ကိုနှိပ်မယ် copy with base point ဒီမှာအပေါ်လေးကနေကင်မယ်ပေါ့နော်အပေါ်လေးကနေကင်ပြီးသွားလို့ရှိရင် control V လို့နှိပ်မယ်ဆိုလို့ရှိရင်ဒီ object လေးကိုသူအပေါ်လေးကနေကင်လာမယ်ကိုထားခြင်းတဲ့နေရာလေးမှာ click ချလိုက်မယ်ဒါလေးကတော့ base point လေးတစ်ခုကိုကင်ပြီးတော့ click copy ကူးတဲ့နည်းဖြစ်ပါတယ်object လေးကို select ပေးလိုက်မယ် right click နှိပ်မယ် clipboard မှာဆိုလို့ရှိရင်ဒီမှာ paste ရှိတယ် paste up block ရှိရပေါ့နော် paste ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒါနောက်ဆုံးအမတို့ copy ကူးခဲ့တဲ့ cycle လေးကိုပဲသူက base point လေးအပေါ်ကနေကင်ပြီးတော့ပြပေးမှာပေါ့နော်အဲ့ဒါလေးတစ်ချက်ချမယ်ဆိုလို့ရှိရင်ဒါကတော့ paste လောက်တာပေါ့နော် clipboard paste up block ပေါ့နော် paste up block ဆိုတာဘာပြောရလဲဆိုတော့အဲ့ဒါလေးတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်သူက paste လုပ်ပေးသွားမယ်ကူးပေးသွားမယ်ပေါ့နော်ဘာအနေနဲ့လဲဆိုတော့ block အနေနဲ့ပဲကူးပေးသွားတယ်ဒီဟာလေးဆိုလို့ရှိရင် cycle အနေနဲ့ပေါ့နော်မထောက်လိုက်မယ်ဆိုလို့ရှိရင်လည်း
cycle လို့ပေါ်လာရပေါ့နော်ဒီလိုထောက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကတော့ block လေးဖြစ်သွားရပေါ့နော် block လေးဖြစ်သွားတာဘယ်လိုသိမလဲဆိုတော့ဒီမှာသူကသူ့ရဲ့ဒီအဆုံး point လေးတွေစနာ point လေးတွေကိုဒီလိုမျိုးအတုံးလေးတွေအပြတုံးလေးနဲ့ပြပေးရပေါ့နော်ဒါဆိုလို့ရှိရင် cycle ဒီမှာ block ဆိုလို့ရှိရင်ဒီအတုံးလေးကတစ်တုံးပဲရှိတော့မယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်း block ဖွဲ့ထားပါပေါ့နော်ဆက်လက်ပြီးကြည့်လိုက်တာနဲ့ဒါလေးက block မှန်းသိတာတယ်ဒါလေးက cycle လေးမှန်းသိတာတယ်ဒါလေးက block မှန်းသိတာတယ်ပေါ့နော် right click နှိပ်ကြည့်လိုက်လို့ရှိရင်လည်း block editor လို့ပေါ်တယ်ဒါဆိုလို့ရှိရင် block ဖွဲ့ထားတာပေါ့နော်ပြီးရင်သူ့ကို right click လေးနှိပ်ပြီးတော့ခါကြတော့ဒီမှာ quick property ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်လည်းဒီ property ကိုမှသူက quick ပေါ့နော်အတူကောင်လေးပြပေးထားရရှိတယ်ဒီမှာဆိုလို့ရှိရင် block reference လို့ပြောတဲ့အတွက်ဒီကောင်က block ဖွဲ့ထားတာဖြစ်ပါတယ်ဒီဟာလေးကို right click နှိပ်ပြီးတော့ quick property ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒါလေးက cycle ပေါ့နော် cycle ဆိုပြီးတော့ပြပေးတယ်အဲ့လိုမျိုးနဲ့လည်း block လား cycle လားဆိုတာကိုခွဲခြားလို့ရနိုင်ပါတယ်လို့ရှိရင်ဒီဟာလေးကတော့ isolate ပေါ့နော် isolate ရဲ့သဘောတရားကကြတော့ဒီဟာအယောင်လေးကိုအနေရောင်လေးနဲ့ share ထားပေးလိုက်မယ် isolate သဘောတရားကဆိုတော့ right click ကိုနှိပ်ပြီးတော့ isolate ကိုနှိပ်မယ်ပြီးတော့လို့ရှိရင် isolate object ဆိုနှိပ်လိုက်မယ်ဆိုရင် drawing တစ်ခုလုံးကြီးထဲမှာဒီ cycle အနေရောင်လေးတစ်ခုပဲကျန်တော့တယ်တခြားဟာတွေပျောက်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းလန့်မသွားနဲ့ပေါ့နော်ဒါဘာလို့လဲဆိုတော့ isolate လောက်ထားတာမို့လို့ဖြစ်တယ်ဒါလေးကိုဆက်လက်ပေးပြီးတော့ right click နှိပ်ပြီးတော့ isolate ကိုပြန်နှိပ်မယ်နှိပ်ပြီးတော့ and object isolation ဆိုတာကိုထပ်နှိပ်ပေးမယ်ဒီ isolate ဖြစ်တာကို end လုပ်မယ်ပေါ့နော်အဆုံးသတ်မယ်ဆိုလို့ရှိရင် end object isolation ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျန်တာတွေအကုန်လုံးပြန်ပေါ်လာမယ်ပေါ့နော်ဒါကတော့မတော်တဆနှိပ်မိသွားမယ်ဆိုလို့ရှိရင်အကုန်ပျောက်သွားမှာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ object လို့ဆက်လက်ပေးပြီးတော့ right click နှိပ်ပြီးတော့ end object isolation ကိုနှိပ်ပေးရပါမယ်object ကိုဆက်လက်ပေးမယ် right click နှိပ်မယ်ဒီဟာလေးကတော့ erase ပေါ့နော် erase ဆိုတာလေးကတော့ဖြတ်တာပေါ့နော်ဖြတ်တာကြတော့ trade to ပြောကြမလို့ဘူး object လေးကိုဆက်လက်ပေးပြီးတော့ enter နဲ့ဖြတ်လို့ရှိရင်လည်းရတယ် object လေးကိုဆက်လက်ပေးပြီးတော့ keyboard ကနေ delete ကိုဖြတ်ပြီးတော့နှိပ်ပြီးတော့ဖြတ်ရင်လည်းရတယ်ပေါ့နော်ဒီ move ကလည်းရမယ်ပေါ့နော် move command တောင်းနေအသေးစိတ်တွေကိုလည်းရှေ့ဗီဒီယိုမှာပြပေးပြီးသားဆိုတော့ move တွေဒီကတော့ copy selection ပေါ့နော် selection ပေးထားတဲ့ဟာတွေကို copy ကူးမယ်ဒါကတော့ scale share မယ်ပေါ့နော် scale အသေးချဲ့တာကလည်း scale command တောင်းနေရတယ်အရှိဗီဒီယိုထဲမှာပြောထားပြီးသားဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ဒီလေးကတော့ rotate ပေါ့နော် rotate command လေးရတယ်အရှိမှာပြောခဲ့ပြီးသားပေါ့နော် rotate အသေးစိတ်လေးကိုပြပြီးသားဖြစ်ပါတယ်ကြတော့ right click လေးနှိပ်ပြီးတော့ command ပေါ့နော် command ကိုအလွယ်သုံးကျင်နေဆိုလို့ရှိရင်တော့ဒီလို right click လေးနှိပ်ပြီးတစ်ချက် click ထောက်လိုက်လို့ရှိရင်ရတယ်ပေါ့နော်ပြီးရင်ဒီမှာ rectangle လေးတစ်ခုပေါ့နော်ဒီ rectangle လေးတစ်ခုကတော့အစိမ်းရောင် rectangle လေးတစ်ခုရှိမယ်အပေါ်ကနေပြီးတော့အဖြူရောင် rectangle လေးတစ်ခုကိုထပ်ဆွဲလိုက်မယ်ပေါ့နော်အခုအပေါ်ဆုံးမှာရှိနေတာကအဖြူရောင် rectangle လေးကအစိမ်းရောင်ရဲ့အပေါ်မှာရှိနေတာမလို့ဆက်လက်ပေးလိုက်လို့ရှိရင်လည်းဒီမှာအဖြူရောင်ကိုပဲဆက်လက်ပေးပြီးသားဖြစ်တယ်ပေါ့နော်တကယ်လို့အစိမ်းရောင်ကိုဆက်လက်ပေးခြင်းတယ်ပေါ့နော်အစိမ်းရောင်ကိုဆက်လက်ပေးခြင်းနဲ့ဒီအဖြူရောင်ကိုလည်းနေရာမပြောင်းခြင်းဘူးဆိုလို့ရှိရင်ဒီအဖြူရောင်လေးကိုဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးရတော့ဒီလိုတစ်ချက်ထဲကောက်မှရမယ်ပေါ့နော် right to left ဆက်လက်ပေးရဆိုလို့ရှိရင်နှစ်ခုလုံးကို selection ကောက်ပြီးသားဖြစ်သွားမှာမလို့အပေါ်ကနေတစ်ချက်ထဲ click နှိပ်လိုက်မယ် right click နှိပ်လိုက်မယ် draw order ကိုနှိပ်မယ်send to back ဆိုတာလေးကိုနှိပ်မယ်ဒါဆိုလို့ရှိရင်အဖြူရောင်လေးက send to back ဆိုတဲ့အတွက်ကြောင့်အနောက်ကိုရောက်သွားတယ်အစိမ်းရောင်လေးကအပေါ်ကိုရောက်သွားတယ်ဒီ select တစ်ချက်ပေးလိုက်မယ် click တစ်ချက်နှိပ်ပြီးတော့ select ပေးလိုက်မယ်ဆိုလို့ရှိရင်လည်းအစိမ်းရောင်လေးကိုရွေးပြီးသားဖြစ်သွားမယ်ပေါ့နော် selection ပေးပြီးသားဖြစ်သွားမယ်မူးရွှေ့ခြင်းနဲ့ဆိုလို့ရှိရင်ဂိုင်ပြီးတော့ဒီအလိုရွှေ့လိုက်ရုံပဲပေါ့နော်အမှမဟုတ်လို့ရှိရင်ဒီအဖြူရောင်ကိုပဲပြန်ရောက်ချင်တာပေါ့နော်အဖြူရောင်အပေါ်ပဲပြန်ရောက်ချင်တယ်ဆိုလို့ရှိရင် select ပေးမယ် right click နှိပ်မယ် draw order နှိပ်မယ် send to back ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်အဖြူရောင်လေးကအပေါ်ဘက်ကိုပြန်ရောက်လာမယ်ပေါ့နော်ဒီနေ့တော့ draw order ပြောတာ group ဖွဲ့တာပေါ့နော် group ဖွဲ့ရတော့ဒီ object တွေနှစ်ခုသုံးခုကိုပေါင်းပြီးတော့ခါကြတော့တ group နဲ့ထားတဲ့ပုံစံမျိုးဖြစ်ပါတယ် right click နှိပ်မယ် group ဖွဲ့မယ်ဆိုလို့ရှိရင်ဒီဟာလေးကတ group ပေါင်းဖြစ်သွားမယ်ပေါ့နော် block ဖွဲ့တယ်လို့ပဲဒီဟာလေးကတော့ group ဖွဲ့တာဖြစ်ပါတယ်ပြီးရင် select similar ပေါ့နော် select similar ဆိုတာဘာပြောရလဲဆိုတော့ဥမာအမတို့ကဒီ DAW ဆိုတဲ့ layer တွေကိုဝင်မယ်ဝင်ပြီးတော့ခါကြတော့ by layer နဲ့မထားဘဲနဲ့ဒီအယောင်နဲ့ပေါ့နော်ဒီအယောင်လေးနဲ့ rectangle လေးတွေဆွဲမယ်တကားလေးတွေပါလေးဆွဲမယ်ပေါ့နော်ဆွဲပြီးသွားလို့ရှိရင်
ဒီတကားပုံစံလေးတွေကိုကြည့်ပဲလိုက်ပြီးတော့ဆက်လက်ပေးခြင်းနဲ့ဆိုလို့ရှိရင် drawing ထဲမှာတော့ဒီအများကြီးဆွဲထားရပါတော့ဆွဲထားပြီးတော့ဆက်လက်ပေးခြင်းနဲ့ဆိုလို့ရှိရင် object တစ်ခုကိုဆက်လက်မှတ်မယ်ပြီးလို့ရှိရင် right click နှိပ်ပြီးတော့ select similar ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူနဲ့တူညီတဲ့အကုန်လုံးကို object တွေအကုန်လုံးကိုသူကဆက်လက်ပေးပေးတာမှဖြစ်တယ်ပေါ့နော်သူနဲ့ layer တူတယ် layer တူတယ်ပြီးတော့ခါကျတော့ color object color တူတယ် line ဒီ shape တွေတူတဲ့ပုံစံလေးတွေကို rectangle ဆိုလို့ရှိရင် rectangle ပေါ့နော်ဥပမာ line ဆိုလို့ရှိရင်ဒီသူနဲ့တူတဲ့မှန်သမျှကိုအကုန်လုံးလိုက်ပြီးဆက်လက်ပေးတော့မှာ right click select similar ကိုနှိပ်လို့ရှိရင်ဒီ line တွေအကုန်လုံးဆက်လက်ပေးမယ်ပေါ့နော်layer လည်းတူတယ် line color လည်းတူတယ်ဒါပေမဲ့object ရဲ့ဒီ rectangle တွေ line တွေမတူတဲ့အတွက်ကြောင့်သူက line ကိုပဲဆက်လက်ပေးတာမယ်ဒီ rectangle တွေကိုတော့ဆက်လက်မပေးဘူးပေါ့နော်ဥပမာအမတို့ကဒီမှာ dimension တွေရှိရပေါ့နော် dimension တွေအကုန်လုံးဆက်လက်ပေးခြင်းနဲ့ဖြတ်ခြင်းနဲ့ဆိုလို့ရှိရင်တစ်ခုချင်းစီ live ဖြတ်စရာမလိုဘူးဆက်လက်ပေးမယ် right click နှိပ်မယ် select similar ကိုနှိပ်မယ်ဒါဆိုလို့ရှိရင်ဒီ drawing တစ်ခုလုံးမှာ dimension တွေအကုန်လုံးကိုဆက်လက်ပေးပြီးသားဖြစ်သွားမယ်ပေါ့နော်အဲဒါကြောင့်မို့လို့အချိန်မှာ layer ဆွဲပြီးခွဲဖို့အတွက်သေချာပြောခဲ့ရပါတော့နော် layerခွဲပြီးဆွဲခဲ့တယ်သူရဲ့ dimension style ကလည်း dimension 1ဆိုတဲ့တဲမှာပဲအကုန်လုံးတူတူရှိခဲ့မယ်ဆိုလို့ရှိရင်เนาะဒါကအကုန်လုံးကိုဆက်လက်ပေးပြီးသားမှာဖြစ်တယ်ပေါ့နော်ကွာတဲ့ဒီဟာကို layer တစ်ခုဆွဲတယ်ဒီဘက်ကဟာကို layer တစ်ခုဆွဲရဆိုလို့ရှိရင်เนาะ select similar လုပ်လို့ရှိရင်အကုန်လုံးကိုဆက်လက်ပေးတာမှာမဟုတ်ဘူးပေါ့နော်သူနဲ့တူရကိုပဲဆက်လက်ပေးသွားမှာဖြစ်တယ်ဒီ select all ကတော့ဒီ selection ပြန်ဖြုတ်တာပေါ့နော်select ပေးပြီးသား selection ပြန်ဖြုတ်တာဖြစ်တယ်ပြီးနောက်ဆုံးကဒီ properties လေးပေါ့နော် properties ဆိုတာကတော့ဒီ object လေးကို select ပေးပြီး property ကိုနှိပ်လို့ရှိရင်သူနဲ့ပတ်သက်တဲ့ property ရဲ့ box ကြာလာမယ်ဒီထဲမှာcolor တွေ line type တွေ layer တွေဒီ arrow ဆိုလို့ရှိရင်လည်း arrow head side တွေအကုန်လုံးကိုပြောင်းလို့ရတယ်ပေါ့နော်သူနဲ့ပတ်သက်သမျှအကုန်လုံးကိုသူ့ရဲ့ properties အကုန်လုံးကိုသတ်မှတ်ပေးထားတဲ့ box လေးတစ်ခုကြာလာမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် object ကို select ပေးပြီးတော့ ch enter ဆိုလို့ရှိရင်လည်း property box ကြာတယ်ဒါမှမဟုတ်လို့ရှိရင် control ရဲ့1ရဲ့အတွက်နှိပ်လို့ရှိရင်လည်း property box ကြာတယ်ဘယ် command ကိုသုံးလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ quick property ဖြစ်တယ် quick property ကကြတော့ဒီလိုမျိုး box အသေးပဲပေါ့နော် property box ဟိုလိုမျိုးအကျယ်ရှဲထားတဲ့ box မဟုတ်ဘဲနဲ့သူ့ရဲ့ detail ကိုနည်းနည်းကျင်းချောလုပ်ပေးထားတဲ့ပုံစံမျိုးလေး box လေးကြာလာမယ်ဒီဟာဆိုလို့ရှိရင် polyline ပေါ့နော်ညာလေးဆိုလို့ရှိရင် block ဖြစ်တယ်ပေါ့ block ဆိုပြီးတော့ block reference ဆိုပြီးတော့ box လေးကြာလာဒါကတော့ quick property ပေါ့နော်ဒါကတော့ဒီ block လေးပေါ့နော်ဒါလေးက block လေးဆိုလို့ရှိရင်တော့ right click နှိပ်လိုက်မယ်ဆိုလို့ရှိရင် reset block ဆိုတာရှိတယ် block editor ရှိတယ် edit block in place ဆိုတာရှိရပေါ့နော် block ကိုနှိပ်လို့ရှိရင်တော့ဒီ block နဲ့ပတ်သက်တဲ့ဥစ္စာလေးတွေလည်းကြာလာမယ်ပေါ့နော် block editor ကိုနှိပ်ပြီးလို့ရှိရင် block ကိုပြင်ကျင်နေဆိုလို့ရှိရင်တော့ဒီ block editor လေးကိုနှိပ်ပြီးတော့ပြင်ပေးရပါမယ်ပြီးရင် object ကို right click နှိပ်တာမဟုတ်ဘဲနဲ့ screen ကို right click နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့ဒီမှာဖန်ပါတယ်ပေါ့နော်ဖန်ဆိုလို့ရှိရင်ဒီလက်ဝါးပုံစံလေးနဲ့အချောအရှက်သွားတဲ့ပုံစံလေးဖြစ်တယ်ပြီးတော့လို့ရှိရင်ဒီ zone ပေါ့နော် zone ဆိုလို့ရှိရင်ဒီ zone အချောအရှက်လောက်တာ 3D object ကတော့ 3D object ကတော့ဒီ 3D ဆွဲတဲ့အချိန်မှာပဲလိုတာမလို့အခု 2D ဆွဲလောဆယ်မှာမလိုသေးဘူးပေါ့နော် zone window ဆိုတာကကြတော့ဒီလိုမျိုး window လေးကောက်လိုက်မယ်ပေါ့နော်ကောက်လိုက်လို့ရှိရင် window လေး left to right selection ပေးလိုက်လို့ရှိရင်ကို selection ပေးတဲ့နေရာကိုပဲသူက zone အကျယ်ရှယ်ပေးတာပေါ့နော် zone origin နဲ့ဆိုတာကတော့ဒီ zone ကအကျယ်မရှယ်ခင်ပုံစံမျိုးတို့ပြန်ပြပေးတာပြီးရင်နောက်တစ်မျိုးကကြတော့ z enter ပေါ့နော် z enter ဆိုလို့ရှိရင်ဒါကတော့ဒီ zone နဲ့ပတ်သက်ပြီးတော့ဒီမှာကိုလုံးလို့ရတဲ့ outside ပေါ့နော် all ဆိုလို့ရှိရင်တော့ဒီအကုန်လုံး drawing ထဲမှာရှိတဲ့အကုန်လုံးကိုပြပေးတာပေါ့နော် drawing ထဲမှာရှိနေတဲ့ object တွေအကုန်လုံးပြပေးတယ် z enter a enter ပေါ့နော် all ကိုနှိပ်လဲရတယ် a enter ကိုလည်းနှိပ်လဲရတယ်ဒါဆိုလို့ရှိရင်ဥပမာမှာတော့ဒီတိုင်းဒီလောက်လေးချဲ့ထားတယ်ပေါ့နော် z enter a enter လုပ်လိုက်လို့ရှိရင် drawing တစ်ခုလုံးကိုပြပေးမယ်ပေါ့နော် z enter ပြီးတော့လို့ရှိရင်ဒီ window ပေါ့နော် window နှိပ်မယ်ဆိုလို့ရှိရင်လည်းကို window ကောက်လိုက်တဲ့နေရာလေးကိုပဲသူကအကျယ်ရှဲ့ပြီးပြပေးမယ် z enter object ပေါ့နော် object ဆိုလို့ရှိရင်လည်း object တစ်ခုကို select ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီ object လေးကိုပဲသူကပြပေးမယ်ပေါ့နော်အကျယ်ရှဲ့ပြီးတော့ပြပေးမယ်ဒါကတော့ select ပေးလိုက်တဲ့ဥစ္စာ group ဆိုတော့ခါကျဒီ group တစ်ခုလုံးကိုပြပေးတာပေါ့နော် z enter object o enter
ဆိုပြီးတော့ဒီ object လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ object လေးတစ်ခုကိုသိစိတ်ပြပေးမယ်ပေါ့နော်အကျယ်ရှဲပြီးတော့ပြပေးမယ်နောက်တစ်ခုကကြတော့ layer တွေကို patch လုပ်တာပေါ့နော်ဥပမာမှာကဒီ drawing file အသစ်တစ်ခုခေါ်လိုက်မယ်ပေါ့နော် drawing file အသစ်တစ်ခုခေါ်လိုက်မယ် layer ထည့်မယ်ပေါ့နော် layer ကို green 1ဆိုတဲ့ layer တစ် layer ထည့်မယ်ပြီးတော့လို့ရှိရင်အရောင်လေးကိုအစိမ်းရောင်လေးပေးမယ်ပြီးရင်နောက်တစ်ခုက green 2ဆိုတဲ့ layer လေးကိုထည့်မယ်ဒီဟာလေးကိုလည်းအစိမ်းရောင်လေးပဲပေးမယ်နောက်တစ်ခုက red 1ဆိုတဲ့ layer လေးပေးမယ်ဒါလေးကိုအနီရောင်လေးထားပေးမယ်ပြီးရင်နောက်တစ်ခုက red 2ဆိုတဲ့ layer လေးဒါကိုလည်းအနီရောင်လေးထားပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ drawing ထဲမှာဆိုလို့ရှိရင်layer 0က default ပါတဲ့ layer ဖြစ်တယ်ပေါ့နော် green 1ရယ် green 2ရယ် red 1ရယ် red 2ရယ်ဒီလေးခုကအသစ်ထည့်လိုက်တဲ့ layer ဖြစ်တယ်ပေါ့နော်ဒီ layer ကိုပထမဆုံး green 1ဆိုတာကို current layer ထားမယ်ပြီးရင် line တစ်ခုဆွဲမယ်ပေါ့နော်ပြီးတော့လို့ရှိရင် green 2နဲ့ပေါ့နော် green 2နဲ့ cycle လေးတစ်ခုဆွဲမယ်ပြီးတော့လို့ရှိရင် red 1နဲ့တစ်ခုဆွဲမယ်ဒါ red 1နဲ့ဆွဲတာပေါ့နော်ပြီးရင် red 2နဲ့တစ်ခုဆွဲမယ်ဒါဆိုလို့ရှိရင် layer green 1 green 2 red 1 red 2ရှိရပါတော့ဒါအမားကဒီ red နှစ်ခုကိုဖြတ်ပလိုက်တယ်ပေါ့နော် red အနီရောင်နှစ်ခုကိုဖြတ်ပလိုက်တယ်ဒါဆိုလို့ရှိရင်ဒီ drawing တစ်ခုလုံးမှာ object ဆိုလို့ဒီ green 1ရှိမယ် green 2ရှိမယ်ပေါ့နော်ဒါပေမဲ့ तू က object ကိုဖြတ်လိုက်တာနဲ့ layer ပြတ်သွားလားဆိုတော့ layer မပြတ်သွားဘူး layer ကဒီထဲမှာရှိနေတယ်ဒါဆိုလို့ရှိရင်ဒီ drawing ထဲမှာမသုံးတဲ့ layer တွေရှိနေပြီပေါ့နော်မသုံးတဲ့ layer အပိုတွေပေါ့နော်ပြောရမယ်ဆိုရင်အမိုက်ပုံစံတွေပေါ့နော် file တွေကိုလေးစေမယ် layer တွေရှိနေတယ်အဲ့ဒါဆိုလို့ရှိရင်ဒီဟာတစ်ခုချင်းစီသွားပြီးတော့မဖြတ်တော့တကယ်လို့ကိုကပုံတွေအများကြီးဆွဲလို့ရှိရင် layer တွေအများကြီးဖြစ်သွားမယ်ဘယ်ဟာသုံးလဲဘယ်ဟာမသုံးလဲဆိုတော့မသိတော့ဘူးပေါ့နော်ဒီဟာလေးကတော့၄ခုတည်းထားမလို့ရှင်းလင်းပြီးတော့သိတာနေရပေါ့နော်green 1နဲ့ green 2နဲ့သုံးတယ် red 1နဲ့ red 2နဲ့ကတော့မသုံးဘူးပေါ့နော်ဒီမှာသွားပြီးဖြတ်လို့ရတယ်ဒါပေမဲ့လို့ကိုကအများကြီးဆွဲထားရဆိုလို့ရှိရင်မခွဲခြားတတ်တော့ဘူးအဲဒါကြောင့်မလို့ layer တွေမသုံးတဲ့ layer တွေကိုဖြတ်ပြရမယ် command က pu ဆိုတဲ့ command လေးဒီနောက်မှာ patch လုပ်ပါရပေါ့နော် pu ဆိုတဲ့ command လေးကိုသုံးမယ်သုံးပြီးသားလို့ရှိရင်ဒီမှာအမှန်ချစ်ပေါ့နော် all item ဆိုတာမျိုးရှိတယ်ဒီအောက်မှာပေါ့နော်ဒီမှာအမှန်ချစ်ကိုအမားတို့က layer တစ်ခုတည်းကိုပေးတိုင်းမယ်ပေါ့နော် layer ဆိုရဲ့အရှိမအမှန်ချစ်လေးပေးပြီးတော့ path chat item ဆိုတာလေးကိုအကုန်လုံးနှိပ်ပေးမယ်ဒီလို box လေးပေါ်လာပြီဆိုလို့ရှိရင် path this item ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ပြီးရင်ဒီနောက်က patch all ပေါ့နော်ပြီးလို့ရှိရင် path all chat item ဆိုတာနှိပ်မယ်ပြီးတော့လို့ရှိရင် close ဆိုနှိပ်မယ်ဒါဆိုလို့ရှိရင်ဒီ layer box ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် red 2ပဲကျန်နေတယ် green 1နဲ့ green 2 red 2ကျန်နေသေးရပေါ့နော် green 1နဲ့ green 2ကျန်မယ် red 2ဘာလို့ကျန်တာလဲဆိုတော့ဒီမှာ current layer ထားခဲ့လို့ red 2ကျန်တာပေါ့နော်ဒါကြောင့်မလို့ current layer ကိုလည်းအမားတို့ layer 0ထဲမှာထားပေးလိုက်မယ်ပြီးတော့လို့ရှိရင် command က pu enter ဆိုပြီးတော့ပြန်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ဒီ layer လေးကိုပဲဒီဘက်မှာ select ပေးထားမယ်ဒီမှာအမှန်ချစ်လေးပေးထားမယ်ပြီးတော့လို့ရှိရင် path all ကိုနှိပ်မယ် path this item ဆိုတာလည်းနှိပ်မယ် close ကိုနှိပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် red 1လည်း red 2လည်းမရှိတော့ဘူးပေါ့နော် green နှစ်ခုပဲကျန်တော့တယ်ပေါ့နော်ကိုမသုံးနဲ့မလိုအပ်တဲ့ layer တွေအမှားဖြစ်နေတဲ့ layer တွေကိုဖြတ်ရှင်နေဆိုလို့ရှိရင် pu enter နဲ့ဖြတ်ပေးရမယ်ဥပမာဆိုလို့ရှိရင် block တွေပေါ့နော် block တွေကိုမသုံးတဲ့ block တွေဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဖြတ်ပေးရမယ်ဒီမှာဆိုလို့ရှိရင်ဒီဟာလေးကိုအရောင်လေးတစ်ခုခွဲပေးလိုက်မယ်အစိမ်းရောင်လေးခွဲပေးလိုက်မယ်ဒီဟာလေးကိုတော့အနီရောင်လေးခွဲပေးလိုက်မယ်ဒီဟာလေးကိုတော့အဝါရောင်လေးထားပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေး block ခွဲပေးလိုက်မယ် b enter ဆိုပြီးတော့ block 1ဆိုပြီးတော့နာမည်လေးပေးလိုက်မယ်
ပြီးရင်ဒီဟာလေးက block 1ဖြစ်သွားပြီပေါ့နော်ပြီးရင်ဒီဟာလေးကိုဆက်လက်ပေးမယ် p enter ဆိုပြီးတော့ block 2ဆိုပြီးတော့နာမည်လေးပေးမယ် okay ဒါလေးက block 2လေးဖြစ်သွားပြီပြီးတော့ရှင်ရင်ဒီဟာလေးကိုဆက်လက်ပေးမယ် right click ပေးမယ် sorry p enter လို့ပေးမယ်ဒါလေးကိုတော့ block 3လို့နာမည်ပေးလိုက်မယ် okay လေးပေးမယ်ဒါလေးက block 3ဖြစ်သွားမယ်ပေါ့နော်တကယ်လို့ဒီ block ရဲ့နာမည်တွေကဘာတွေလဲဆိုတာကြည့်ချင်လို့ရှင်เนาะဒီအမားကြီးရဲ့နေလမ်းကဒါလို့ select ပေးမယ် right click နှိပ်မယ် block editor လို့နှိပ်မယ် line လေးတစ်ခုဖြစ်ဖြစ်ပေါ့เนาะဆွဲလိုက်မှာပေါ့เนาะဆွဲပြီးတော့ရှင်ဒါလို့ close ဆိုပြီးနေလိုက်လို့ရှင်ရင် save shape ပြတူ block 1ဒီ block 1မှာစေမှာလားလို့ပြောရနော်အဲ့ဒါဆိုလို့ရှိရင်เนาะဒီ block လေးရဲ့နာမည်က block 1ပေါ့เนาะဒီမှာ save shape ပြတူ block 2လို့ပြောထားလို့ရှိရင်ဒီ block လေးရဲ့နာမည်က block 2ပေါ့เนาะမစေဘူးပေါ့เนาะမစေဘူးဆိုလို့ရှိရင်เนาะ discard ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် block 1 2 3ရှိတယ်ဒီ drawing ထဲမှာ block ဒီ3ခုရှိတယ်အမှားတော့မလို့အပူးဖြတ်လိုက်ပြီပေါ့နော်ဒီဟာလေးကိုဖြတ်လိုက်မယ်ဒီဟာလေးကိုလည်းဖြတ်လိုက်မယ်ပေါ့နော် block 1နဲ့2နဲ့ဖြတ်လိုက်မယ်ဒီ block 3လေးတစ်ခုကိုပဲသုံးပါမယ်ဒီ drawing ထဲမှာဒီ block 3လေးတစ်ခုပဲသုံးမယ်ဆိုလို့ရှိရင်ဒီ p enter ဆိုပြီးတော့နှိပ်ကြည့်လိုက်လို့ရှိရင်ဒီ drawing ထဲမှာရှိနေတဲ့ block ဒီ block 1 2 3ပေါ့နော်3ခုကြီးရှိနေတယ်အမှန်တကယ်ကတော့ block 3တစ်ခုတည်းပဲ object ရှိတော့တာပေါ့နော် block 1နဲ့2နဲ့ကတော့ object မရှိတော့ဘဲနဲ့ဒီ block ကြီးတွေကျန်နေခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနှစ်ခုကိုဖြတ်ရှင်တယ်ပေါ့နော်ဖြတ်ရှင်တယ်ဆိုလို့ရှိရင်ဘယ်လိုဖြတ်ရမလဲပေါ့နော်အရင်ဟိုနေ့ကညီမလေးတယောက်စာလာမေးတာပေါ့နော်ဒီ block 1ကို fashion ဆိုလို့ရှိရင် block 1ကိုပေးပြီးတော့ဒီမှာ delete ပေါ့နော်အဲ့လိုမျိုးလုပ်လို့မရဘူးပေါ့နော်ဘယ်လိုဖြတ်မလဲဆိုလို့ရှိရင် patch နဲ့ပဲဖြတ်မယ်ပြီး enter ဆိုပြီးနှိပ်မယ်ပြီးတော့လို့ရှိရင်ဒီမှာ block ဆိုတာလေးကိုအမှန်ကျပေးမယ်ပေးပြီးတော့လို့ရှိရင် layer ကိုလည်းပေးထားလို့ရတယ်ပေါ့နော် layer ကိုပေးထားလို့ရှိရင်သူ layer တွေပါမလိုတာတွေအကုန်ဖြတ်ပေးသွားမှာပေါ့နော်ကိုဆွဲထားရဲ့တန်းနဲ့ဖြတ်သွားမှာမဟုတ်ဘူးပေါ့နော်ကိုဆွဲထားတဲ့ object မရှိတဲ့ layer ကိုဆွဲထားတဲ့ object မရှိတဲ့ block တွေကိုပဲဖြတ်ပေးသွားမှာဒါကြောင့်မလို့ကိုဆွဲရတဲ့နဲ့တော့ပြတ်သွားမှာကိုတော့စိတ်ပူကြမလို့ပေါ့နော်ဒီဟာဆိုလို့ရှိရင်အမှန်ချင်းတစ်ခုက block ကိုအမှန်ချက်ပေးတယ် layer ကိုအမှန်ချက်ပေးတယ်ပြီးသွားလို့ရှိရင် patch all ကိုနိုင်မယ်ပြီးလို့ရှိရင်ဒီဟာ all check item ပေါ့နော်အမှန်ချင်းချစ်ထားတဲ့အကုန်လုံးကို pack လုပ်မယ်လို့ပြောလိုက်ပေါ့နော်ပြီးသွားလို့ရှိရင် close ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင် b enter ဆိုပြီးတော့နှိပ်လိုက်တဲ့အခါမှာblock 3တစ်ခုပဲကျန်တော့မယ်ပေါ့နော် block 1 2မလို့တဲ့ block တွေအကုန်လုံးဖြတ်ပေးသွားမယ်ဒီမှာဆွဲထားတဲ့ block တစ်ခုပဲကျန်တော့မယ်ပေါ့ layer ပေါ့နော် layer ဆိုလို့ရှိရင်လည်းဒီဟာလေးဆိုလို့ရှိရင်layer 0ထဲမှာဆွဲခဲ့တာဒီ block ဆိုလို့ရှိရင်လည်းဒီမှာ layer 0ထဲမှာဆွဲခဲ့တာပေါ့နော်ဆွဲခဲ့တာဒါဆိုလို့ရှိရင်ဒီ drawing တစ်ခုထဲမှာ layer 0တစ်ခုပဲရှိတာမလို့ဒီမှာမလိုတဲ့ layer တွေအကုန်လုံးဖြတ်ပေးပြီးသားဖြစ်သွားရပေါ့နော် green 1 green 2ကိုလည်းဖြတ်ပလိုက်တယ် sauna patch PU under ထဲမှာပဲတစ်ခါလေးဖြတ်ပေးလိုက်တယ်ပေါ့နော်ဒါကတော့ဒီ PU under ကတော့ file နေအရင်လေးလာပြီဆိုလို့ရှိရင်ဒီနည်းလေးကိုသုံးပြီးတော့မလိုအပ်တဲ့ဟာတွေအကုန်လုံးဖြတ်လိုက်လို့ရတယ်ကိုဆွဲရဲ့တန်းနဲ့တော့ပြတ်သွားမှာမဟုတ်ဘူးပေါ့နော်ကိုဆွဲထားတဲ့ object ရှိတယ်ဆိုလို့ရှိရင်တော့လုံးဝမပြတ်ပါဘူးပြီးသွားရင် dimension ပေါ့နော် dimension အသေးစိတ်ထူတာလေးကိုပြောပြပေးသွားမယ်ဒီအပေါ်မှာမတို့ dimension 2 bar လေးခေါ်ခဲ့တယ်ပေါ့နော် dimension 2 bar လေးမခေါ်ရသေးဘူးဆိုလို့ရှိရင်เนาะဒီအပေါ်ကနေပြီးတော့ဒီအပေါ်ကဒီ menu bar လေးမှာ2ဆိုတဲ့နေရာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်2 bar AutoCAD ကိုနှိပ်မယ်နှိပ်ပြီးတော့ခါကျတော့ဒီမှာ dimension ဆိုတဲ့နေရာလေးကိုအမှန်ချင်းချစ်ပေးလိုက်မယ်ချစ်ပေးလိုက်လို့ရှိရင်တော့ဒီ dimension 2 bar လေးကြာလာမယ်ပေါ့နော်ဒီ dimension 2 bar လေးမှာဒီ dimension တိုင်းတဲ့ပုံစံလေးတွေကိုပြပေးသွားမယ်ပေါ့နော်ဒီမှာဆိုရင်ဒီပထမအဆုံးဒီဥစ္စာလေးပေါ့နော်ဒီဟာလေးကကြတော့ dimension ကိုသူကတော့ဒီအဖြောက်တိုင်းတာပေါ့နော် first click ဒီဟာလေးက dimension 1နဲ့မှာဝင်ထားပါမယ်ဒါကတော့ current ပေါ့နော် dimension 1ကို current ဝင်ထားမယ်ပေါ့နော် current dimension style ဘာထားရမလဲပေါ့နော်ဒီမှာနှိပ်လိုက်လို့ရှိရင်လည်း dimension style control လို့ခေါ်တယ် current dimension ဘာထားရမလဲဆိုလို့ရှိရင်အခုလောဆယ် dimension 1ကိုထားပေးပေါ့နော်ဒီပထမအဆုံးဒီအရှိဆုံးဟာလေးကိုတစ်ချက်နှိပ်မယ်ဆိုလို့ရှိရင်သူကတော့အဖြောင်တိုင်းတာပေါ့နော်ဒီမှာလည်းသူ့ရဲ့ command ကိုပြောပေးထားတယ်
specify first extension line ဆိုတဲ့အတွက်ကြောင့် first point လေးကိုကလစ်မယ် second point လေးကိုကလစ်မယ်ပြီးတော့လို့ရှိရင်ကိုရှာချင်တဲ့နေရာလေးမှာရှာလိုက်မယ်ပြီးတော့လို့ရှိရင် enter ပေါ့နော် enter နှိပ်မယ်ဆိုလို့ရှိရင်နောက်ထပ် enter တစ်ချက်ထပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလို selection ပေးရမယ် box လေးပေါ်လာမယ်အဲ့ဒီ box လေးနဲ့ဒီလို selection ပေးပြီးတော့ဒီလိုမျိုးတိုင်းပေးလိုက်လို့လည်းရတယ် enter ပေါ့နော် enter နှစ်ကြိမ်နှိပ်လို့ရှိရင်တော့ဒါကတော့အလွယ်တိုင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဟာ sound line ပေါ့နော်ဒီမှာ sound line ကိုတိုင်းကျင်တယ်ဆိုလို့ရှိရင်ဒီ tutorial များဟာလေးနဲ့တိုင်းမယ် first white click second white click ဆိုပြီးတော့တိုင်းလို့လည်းရတယ်ပြီးတော့လို့ရှိရင်နှစ်ကြိမ်နှိပ်ပြီးတော့ခါကြတော့ဒီလိုမျိုးတိုင်းလို့ရှိရင်လည်းရတယ် enter ဆိုလို့ရှိရင် first white click second white click လောက်အောင်ပါပေါ့နော်နောက်ထပ် enter တစ်ချက်နှိပ်လို့ရှိရင် select ပြီးပြီးတော့ဒီလိုမျိုးတိုင်းလို့လည်းရတယ်ပေါ့နော်ဒါပြီးတော့လို့ရှိရင်ဒီကတော့ as လေးတွေကိုတိုင်းပေးရမှာဒီမှာဆိုလို့ရှိရင်ဒီအဝင်းဝိုင်းလေးပေါ့နော်ဒီအဝင်းဝိုင်းလေးကိုဒီဟာလေးရဲ့ lash ပေါ့နော် h lash လေးတွေကိုတိုင်းကျင်တယ်ဆိုလို့ရှိရင်အဲ့လိုတစ်ချက်နိုင်မယ်တစ်ချက်နိုင်ပြီးသားလို့ကိုတိုင်းကျင်တဲ့ object ကို select ပေးမယ်ပြီးကိုရှာကျင်တဲ့နေရာလေးမှာချပေးမယ်ဒါဆိုလို့ရှိရင် h လေးတွေကိုတိုင်းတာပေါ့နော်ဒီနောက်တစ်ခုလေးကတော့ radius ကိုတိုင်းပေးတာပေါ့နော် radius ကိုတိုင်းပေးတယ် dimension radius လို့ပြောထားတယ်ပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်ပဲဆိုလို့ရှိရင် select add or cycle လို့ပြောတယ် add သို့မဟုတ် cycle ကို select ပေးရမယ်ဒီမှာတော့ global add ကို select ပေးလိုက်လို့ရှိရင်ဒီ add လေးရဲ့ radius က73ပေနဲ့မှ9လက်မဖြစ်တယ် enter တစ်ချက်နှိပ်မယ်ဒီဟာလေးဆိုလို့ရှိရင်ဒီ s ရဲ့ radius က9ပေနဲ့မှ6လက်မဖြစ်တယ်ပေါ့နော်လို့ရှိရင်ဒီဟာလေးပေါ့နော်ဒီ cycle လေးပေါ့နော် cycle လေးရဲ့ radius ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်9ပေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကတော့ jog လို့ပြောထားရပါတော့ဒါကတော့ jog နဲ့ dimension တိုင်းတာပေါ့နော်ဒီဟာလေးကို select ပေးလိုက်မယ် select ပေးပြီးသားလို့ရှိရင် center location လို့ပြောတယ်ပေါ့နော် specify center location ဆိုတဲ့အတွက် center လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ခါကြတော့ဒီကိုထားခြင်းတဲ့နေရာမှာ click တစ်ချက်ချမယ်ချပြီးသားလို့ရှိရင် specify jog location လို့ပြောတဲ့အတွက်ကြောင့်ဒီ center လောက်မှာတနေရာထပ်ပြီးတော့ click ချလိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ center point ပေးပြီးတော့ခါကြတော့ dimension တိုင်းတဲ့ပုံစံလေးပေါ့နော်ဒီအားကြတော့သူ့ရဲ့ s ပေါ်မှာအဝင်းအဝိုင်းရဲ့ပေါ်မှာတိုင်းတယ်ဒီ jog dimension ကကြတော့ center ကနေပြီးတော့တိုင်းပြတဲ့ပုံစံလေးပေါ့နော်ဒီနောက်တစ်ခုကတော့ diameter ကိုတိုင်းမယ် diameter ကိုတိုင်းဖို့ရအတွက်ဒီဟာလေးက cycle လို့ select ပေးမယ် select ပေးပြီးတော့ခါကြတော့ဒီမှာဒီ dimension ကိုအပြစ်မှာချခြင်းရင်လည်းရတယ်အတွင်းမှာထားခြင်းလည်းရတယ်ပေါ့နော်ဒါကတော့ diameter ကိုတိုင်းတာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ angle ကိုတိုင်းတယ်ပေါ့နော် angle ကိုတိုင်းတယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် angle တစ်ခုရှိတယ်ဒီ angle လေးရဲ့ first point click second point click ဆိုပြီးတော့ dimension ကိုတနေရာချလိုက်လို့ရှိရင်ဒီဟာလေးက52တခုရှိတယ်52 degree ရှိတယ် first point click second point click ဒီဟာလေးကိုအပြင်မှာချလိုက်မယ်ဆိုလို့ရှိရင်ဒီကတော့ဒီသူ့ရဲ့ down point ခံကနေပြီးတော့128 degree ရှိတယ်ပေါ့နော်အဲ့လိုမျိုးဒါ degree တွေတိုင်းရတာပါ degree တိုင်းရတဲ့ dimension ဖြစ်ပါတယ်ပြန်လေးဆိုလို့ရှိရင်လည်း first point click second point click နဲ့တိုင်းမယ်ဆိုလို့ရှိရင်ဒါလေးက64 degree ရှိပါတယ်ဒါကတော့ဒီ angle လေးတွေတိုင်းတာပေါ့နော်ဒီနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ quick dimension ပေါ့နော် quick dimension ကကြတော့ဘယ်လိုလဲဆိုရင် quick dimension လေးကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်ပြီးတော့ select geometry to dimension တိုင်းဖို့အတွက် object select ပေးဖို့ရတော့ object လေးကို select ပေးလိုက်မယ်ပြီး enter တစ်ချက်နှိပ်လိုက်မယ်အဲ့ဒါတစ်ချက်နှိပ်ပြီးတော့ dimension ကိုထားချင်တဲ့နေရာမှာချပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ quick dimension တိုင်းတဲ့နည်းလေးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ continuous ပေါ့နော် sorry ဒီဟာလေးကတော့ baseline ပေါ့နော် baseline ယူပြီးတော့ dimension ကိုတိုင်းသွားမှာပါဒါဆိုလို့ရှိရင် line တစ် line ရှိတယ်ဒီဟာလေးတွေကို offset လေး9ပေရိုက်ထားလိုက်မယ် dimension တစ်ခုတိုင်းပြလိုက်မယ်ဒီဟာလေးက9ပေပေါ့နော်9ပေနောက်ပြီးလို့ရှိရင်ဒီ baseline လေးကိုနှိပ်မယ် baseline လေးကိုနှိပ်ပြီးတော့ဆက်ပြီးတော့တိုင်းသွားမယ်ဆိုလို့ရှိရင်10ပေ15ပေ20ပေ25ပေဒီ baseline ပေါ့နော် baseline ကဒီနေရာလေးကနေပြီးတော့အကုန်လုံးကိုတိုင်းကျင်တဲ့နေရာထိအောင်ရအောင်တိုင်းပေးသွားမှာပေါ့နော်ဒါကတော့ baseline dimension 2ပါလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ဒီ
ဒီ baseline ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာလေးကဘာလဲဆိုလို့ရှိရင် continue ပေါ့နော် continue ထိုးတဲ့ပုံစံလေးဒါလည်းဘယ်လိုလဲဆိုတော့ဒီ line နဲ့ဒီ line နဲ့ကြားတဲ့က9 pixel လေးရှိတယ်ပြီးတော့လို့ရှိရင်ဒီ continuous dimension လေးကိုနှိပ်မယ်နှိပ်လိုက်လို့ရှိရင်သူကဒီအနောက်ကိုဆက်ပြီးတော့တိုင်းပေးသွားမယ်ပေါ့နော်သူဆုံးတဲ့နေရာ continue ရဲ့သဘောကတော့ဆုံးတဲ့နေရာကနေပြီးတော့စပြီးသွားမယ် baseline ရဲ့သဘောကတရားကတော့စတဲ့နေရာကနေပြီးတော့စပြီးတော့ပဲတိုင်းပြီးသွားမယ်ပေါ့နော်ပုံမှန် grid line တွေပါ dimension ထိုးရဆိုလို့ရှိရင်เนาะ continue နဲ့ထိုးတာပို့ပြီးတော့အဆင်ပြေပါတယ်ဒီအနောက်က dimension တွေရဲ့ style တွေ layer တွေကလည်းရှေ့တုန်းကရှေ့ကထိုးခဲ့တဲ့ပုံစံအတိုင်းပဲသူက light ယူပေးသွားတာပေါ့နော် continue ပြီးသွားလို့ရှိရင်ဒီဟာလေးကတော့ dimension space လို့ခေါ်ပါတယ်ဒီ dimension space လို့နှိပ်လိုက်မယ်ဆိုလို့ရှိရင် select baseline ဆိုပြီးပြောရဲပေါ့နော်ဒါဆိုလို့ရှိရင်အမကဒီအခု9 pixel လို့တစ်ချက်နှိပ်လိုက်မယ်ပြီးနောက်တစ်ခုကကြတော့ select dimension to space လို့ပြောတဲ့အတွက်ဒီ10 pixel လို့တစ်ချက်နှိပ်လိုက်မယ်ပြီး enter တစ်ချက်နှိပ်မယ် enter value ကိုထည့်ပေးပါပေါ့နော်တန်ဖိုးထည့်ပေးပါဆိုတော့အမကရလို့24လို့ရိုက်ထည့်လိုက်မယ်24လို့ရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်ဒီ9 pixel ဆိုတဲ့ dimension လေးရဲ့10 pixel ဆိုတဲ့ dimension လေးတွေက2 pixel กว่าသွားမှာပေါ့နော်24လက်မှာ2 pixel กว่าသွားမယ်နောက်တစ်ခုဆိုလို့ရှိရင်ဒီ9 pixel လေးတဲ့15 pixel လေးပေါ့နော်9 pixel လေးနဲ့15 pixel လေးနဲ့ကိုတော့ခွာလိုက်မယ်ပေါ့နော်ခွာလိုက်မယ်ဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်မယ် dimension space ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်9 pixel ကိုဆက်လက်ပေးမယ်15 pixel ကိုဆက်လက်ပေးမယ် enter တစ်ချက်နှိပ်မယ်ပြီးတော့လို့ရှိရင် value ကို12လို့ပြပေးမယ်ဒါဆိုလို့ရှိရင်12လက်မှာတပေလေးသူတို့ကကွာသွားမှာပေါ့နော်ဒါလေးကတော့ဒီ space လေးတွေ dimension ကို space ရှားပြီးတော့အတွက် space ရှားပြီးတော့ dimension တက်တဲ့ပုံစံလေးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုပါကိုပဲလက်နဲ့ပဲဆက်လက်ပေးမယ်ဆက်လက်ပေးပြီးတော့ဒီနေရာလေးမှာ mouse လေးကိုဖိကိုင်းလိုက်ပြီးတော့အောက်ကိုဆွဲချလိုက်မယ်ဒါဆိုလို့ရှိရင်လည်း dimension line တွေကိုနေရာရွှေ့လို့ရတယ်ပေါ့နော်ဒီနေ့တိုင်းနဲ့လည်းသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ dimension space ကိုလည်းသုံးလို့ရပါတယ်ပြီးတော့ရင်ဒီတစ်ခုပေါ့နော်ဒီတစ်ခုက dimension break လို့ပြောတယ် dimension break ဆိုတာကတော့ဒီဟာလေးကို dimension break လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသားလို့ရှိရင် select dimension to add or remove break ဆိုတဲ့အတွက် select dimension ဆိုတဲ့အတွက် dimension ကို select ပေးလိုက်မယ် enter တစ်ချက်နှိပ်မယ်ပြီးသားလို့ရှိရင်dimension ကိုဆက်လက်ပေးမယ်ဆက်လက်ပေးပြီးသားလို့ရှိရင်ဒီဟာလေးကို manual ဆိုတာလေးကိုနှိပ်မယ် manual လေးကိုနှိပ်ပြီးတော့ပါလို့ရှိရင်ဒီမှာသူက specify first break point ကိုသတ်မှတ်ခိုင်းတယ်တစ်ချက်ကိုထားချင်တဲ့နေရာမှာတစ်ချက်နှိပ်မယ်ပြီးရင် second break point ကိုတတ်မှတ်ခိုင်းတဲ့အတွက်ကိုထားချင်တဲ့နေရာမှာတစ်ချက်နှိပ်မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့သဘောတရားကကိုပေးခဲ့တဲ့ point နှစ်ခုရဲ့အတော်အတွက်မှာ dimension line လေးပြတ်သွားမှာပေါ့နော်ကိုယ့်ဘာသာကိုဒီလိုမျိုးအပြည့်ပုံစံမျိုးဆွဲချင်တယ်ဆိုလို့ရှိရင်တော့ dimension line ကတော့ဆွဲဖို့မလွယ်ဘူးပေါ့နော်ဆွဲဖို့မလွယ်ဘူးဒီလိုမျိုးဥပမာဆိုရင် line လေးထည့်မယ် line လေးနှစ် line ထည့်ပေးထားမယ်ပေါ့နော်ထည့်ပြီးသားလို့ရှိရင်ဒီ dimension break လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသားလို့ရှိရင် dimension ကိုဆက်လက်ပေးမယ် manual လေးကိုနှိပ်မယ် enter နှိပ်လိုက်ရတယ် first point ကလေး second point ကလေးပေးလိုက်လို့ဆိုလို့ရှိရင်ဒီအတော်တွင်မှာ dimension ကပြတ်သွားမယ်ပေါ့နော်ဒါကတော့လိုအပ်လို့ရှိရင်တော့သုံးလို့ရတယ်ပေါ့နော်တော်တော်များများတော့မသုံးကြပါဘူးဒါပြီးတော့ရင်ဒီနောက်တစ်ခုက center map ပေါ့နော် center map ဆိုတာကတော့ဒီမှာဆိုလို့ရှိရင် cycle လေးရှိတယ်ပေါ့နော် cycle လေးတစ်ခုရှိတယ်ဒီ cycle လေးကိုဆက်လက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီ cycle ရဲ့ center ကိုသူကအပေါင်းလက္ခဏာလေးနဲ့ဒီလိုပြပေးမှာပေါ့နော်ဥပမာကိုက cycle ရဲ့ center ကိုမဖမ်းတတ်ဘူးဆိုလို့ရှိရင်ဒီ point လေးနဲ့အဲ့လိုမျိုးပေးပြီးတော့ခါကြတော့တိုင်းလို့ရတယ်ပေါ့နော်ဒီအနောက်ကဒီ center point ရဲ့အနောက်က dimension ဒီပုံစံလေးကတော့ inspection ပေါ့နော်ဒီ inspection လို့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးသားလို့ရှိရင်ဒီမှာဆိုလို့ရှိရင် round ဆိုတဲ့ပုံစံရွေးမှာလား angular ဆိုတဲ့ပုံစံလေးကိုရွေးမှာလားအဝိုင်းပုံစံရွေးမှာလားဒီ none ဆိုတာလေးကိုရွေးမှာလားပေါ့နော်ဒီ round ကိုရွေးလိုက်ပြီးတော့ okay နှိပ်လိုက်မယ်ဒါကတော့ selection မပေးရသေးလို့ပေါ့နော် dimension ကို select ပေးမယ်အဲ့ဒါတစ်ချက်နှိပ်မယ်ပြီးတော့လို့ရှိရင် okay ပေးရမယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ပုံစံလေးကဒီလိုပုံစံလေးပေါ်လာမယ်ပေါ့နော် dimension ကို select ပေးမယ်ဒီ inspection ဆိုတာတစ်ချက်နှိပ်မယ် angular လေးကိုနှိပ်မယ်ပြီးတော့ okay ပေးမယ်ဒါဆိုလို့ရှိရင်ဒီ9 bit ကောမှာ9 bit အနောက်မှာ100ရာခိုင်နှုန်းဆိုပြီးတော့ပေါ်လာတယ် dimension ကို select ပေးမယ် inspection ကိုတစ်ချက်နှိပ်မယ် none ဆိုတာလေးကိုတစ်ချက်နှိပ်မယ် okay ပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီမှာသူ့ရဲ့ဒီဘောင်လေးတွေမပါဘဲနဲ့9 bit 100ရာခိုင်နှုန်းဆိုပြီးတော့ပေါ်လာမယ်ဥပမာဒီ dimension လေးတစ်ခုကိုတိုင်းလိုက်ပါပြီပေါ့နော်
ဒီ dimension လေးကိုတစ်ခုတားလိုက်ပြီးအရှိမစာလေးရေးချင်တယ်ပေါ့နော် door width ပေါ့နော် door width မြင်များခြင်းဆိုပြီးတော့အဲ့လိုမျိုးရေးချင်တယ်ပေါ့နော်ရေးချင်တယ်ဆိုလို့ရှိရင် dimension လို့ဆက်လက်ပေးမယ်ဆက်လက်ပေးပြီးဒီ inspection ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသားလို့ရှိရင်ဒီဘက်ကဟာကိုအကုန်လုံးကို none လို့ရေးပေးမယ် none လို့ရွေးပေးမယ်ပေါ့နော် none လို့ရွေးပြီးတော့ဒီ inspection rate ဆိုတဲ့နေရာမှာလည်းအမှတ်ချက်ကိုဖျောက်ထားမယ်ဖျောက်ပြီးတော့ label ဆိုတဲ့နေရာမှာအမှတ်ချက်ပေးမယ်ပေးပြီးတော့စာလေးရေးမယ်ပေါ့နော် width width မြင်ခြင်းဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော် width မြင်ခြင်းလို့ရေးလိုက်မယ်ဒီမှာ none ကိုနှိပ်မယ် label မှာအမှတ်ချက်ရှင်းမယ်အောက်မှာ width မြင်ခြင်းလို့ရေးမယ် inspection rate မှာ off ထားမယ် okay ပေးမယ်ဒါဆိုလို့ရှိရင်ဒီ dimension လေးရဲ့အရှင်းမှာသူက width မြင်ခြင်းဆိုတာလေးကိုထည့်ပေးလိုက်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေကိုကရေးချင်တယ်ဆိုလို့ရှိရင်ပထမအဦးဆုံး dimension ကိုအရင်တိုင်းမယ်တိုင်းပြီးတော့ဒီ inspection ဆိုတာလေးကိုနှိပ်ပေးမယ်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာ none ပေးမယ် label မှာအမှတ်ချက်ပေးမယ်စာလေးရေးမယ်ပေါ့နော် h မြင်ခြင်းပြီးလို့ရှိရင် inspection rate ကို off ထားမယ် okay ပေးမယ်ဒါဆိုလို့ရှိရင် h မြင်ခြင်း 5 feet ပေါ့နော်အဲ့လိုပုံစံလေးတွေရေးလို့ရတယ်ပြီးရင်ဒီတစ်ခုပေါ့နော်ဒီနောက်ကောက်စာလေးကဘာလဲဆိုတော့ jot linear လို့ပြောတယ် jot linear လို့ပြောတဲ့အတွက်အမတို့ကဒီ jot linear လို့တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ object ကို select ပေးမယ်ဒါလို့ရှိရင် enter တစ်ချက်နှိပ်မယ်သူက select dimension to add jot ပေါ့နော် dimension ကို select ပေးပါလို့ပြောတဲ့အတွက်ဒီဟာလေးကို dimension လေးကိုပဲ select ပေးမယ် object ကို select မပေးရဘူးပေါ့နော်ပြီးလို့ရှိရင် specify jot location သတ်မှတ်ပေးပါဆိုတဲ့အတွက်အလယ်မှာပဲတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့သူကဒီ dimension line လေးကိုအတွန်းလေးပုံစံလေးလုပ်ပေးသွားမှာပေါ့နော်ခုမှဒီဟာလေးပေါ့နော်ဒီ jot linear လေးကိုတစ်ချက်နှိပ်မယ် dimension ကို select ပေးမယ်ပြီးတော့လို့ရှိရင်jot location ပေးပါဆိုတဲ့အတွက် jot location ကိုဒီအလယ်လေးမှာပေးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ jot လေးတစ်ခုကဒီအလယ်ကောင်မှာသွားပေါ်မယ်ပေါ့နော်jot linear ကိုတစ်ချက်နှိပ်မယ် dimension ကို select ပေးမယ် center မှာတစ်ချက် click လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ jot dimension ပုံစံလေးပေါ့နော်အဲ့ဒါလေးရသွားမယ်ဒီမှာဆိုလို့ရှိရင် jot linear လေးပြီးသွားလို့ရှိရင် dimension edit ပေါ့နော်ဒီ dimension edit ကကြတော့တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒီအောက်မှာရွေးချယ်တဲ့တရားတွေပါတယ်ပေါ့နော် home ရှိတယ် new ရှိတယ် rotate ရှိတယ် oblique ရှိတယ်ပေါ့နော်ဒီမှာ rotate လေးတစ်ချက်နှိပ်မယ် rotate လေးတစ်ချက်နှိပ်ပြီးတော့ specify angle for dimension test ဆိုလို့ရှိရင် dimension အတွက် angle လေးကို 45 လို့ပေးပေးမယ် 45 enter ပေါ့နော် 45 enter ပြီးတော့လို့ရှိရင် select object ဆိုလို့ရှိရင်အမတို့က object လေးကိုဒီ dimension လေးကို select ပေးလိုက်မယ် enter တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် dimension လေးရဲ့သူ့ရဲ့ align ပေါ့နော်အဲ့ဒါလေးက rotate ဖြစ်သွားမယ်ပေါ့နော် enter ပြီးတော့လို့ရှိရင် rotate ကိုပဲနှိပ်မယ်နောက်တစ်ခုကangle က45လို့ပဲပေးမယ်ဒီမှာဆိုလို့ရှိရင်ကိုပေနှစ်လက်မဆိုတာလေးကဒီသူ့ရဲ့ direction လေးက horizontally direction ဖြစ်နေရပေါ့နော် object လေးကို select ပေးမယ်အဲ့ဒါတစ်ချက်နှိပ်မယ်ဒါဆိုလို့ရှိရင်သူက45 degree အဆောင်လေးဖြစ်သွားမယ်ပေါ့နော်ကိုလိုချင်တဲ့အတိုင်းအတာ degree အတိုင်းပေးပြီးတော့ဆောင်းလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီကောင်းတဲ့အပြိုင်ဆိုလို့ရှိရင်လည်းဒီ degree ဘယ်လောက်လဲပေါ့နော်ဒီ degree ဘယ်လောက်လဲဒီ line လေးရဲ့ degree ဘယ်လောက်လဲတန်းပြီးတော့ degree ပေးပြီးတော့ဒီ line ရဲ့ကိုဒီ dimension ရဲ့စာလုံးလေးရဲ့အဆောင်လေးကိုရွေးချယ်လို့ရတယ်ပေါ့နော်ပြီးရင် edit ကိုပဲပြန်နှိပ်မယ်ပြန်နှိပ်ပြီးသွားလို့ရှိရင်ဒီ oblique ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင် select object ဆိုရတဲ့ dimension တစ်ခုလေးကို select ပေးပေးမယ်ပြီးသွားလို့ရှိရင် enter တစ်ချက်နှိပ်မယ် enter oblique angle လို့ပြောတဲ့အတွက် angle လေးကိုဒီမှာဆိုရင်23လို့ပဲပေးမယ် enter တစ်ချက်နှိပ်မယ်ဒါဆိုလို့ရှိရင်ဒီဟာလေးအဆောင်လေးပေါ့နော်ဒီလိုမျိုးစာတွေပါတယ်အများကြီးပြည့်ကျက်ထိုးတဲ့အခါမျိုးဆိုလို့ရှိရင်လည်း dimension ကမဆန်းတော့ဘူးဆိုလို့ရှိရင်လည်းဒီလိုမျိုးအဆောင်ထိုးပေးလို့ရတယ် oblique select object ပြီးတော့လို့ရှိရင် enter degree လေးကို30လောက်ပဲထားပေးမယ် enter dimension edit oblique select object enter dimension ကို55 enter ဒါဆိုလို့ရှိရင်45 degree အဆောင်လေးပေါ့နော်ဒီလိုမျိုး dimension တွေတအားရှုပ်ချက်ခတ်သွားတဲ့အခါမျိုးမှာလုံးဝအတဲနေရာမှာမဆက်အောင်ပေါ့နော်တခြား object တွေနဲ့တိုက်နေရဆိုလို့ရှိရင်ဒီလိုမျိုးအဆောင်ပုံစံလေးတွေထိုးပေးလို့ရတယ်ပြီးရင်ဒီဟာတွေက dimension test edit ပေါ့နော် dimension test ကို edit လုပ်မယ်ဆိုလို့ရှိရင်
ဒါလိုတစ်ချက်နှိပ်မယ်ပြီးတော့ dimension ကိုဆက်လက်ပေးမယ်ပေါ့နော် edit ကတော့သူကတော့နေရာဒီလိုအရွှေ့ပြောင်းပေါ့နော်အရွှေ့ပြောင်းလုပ်လို့ရတယ်ဒီမှာ left ကိုထားမလား right ကိုထားမလား center ကိုထားမလားပေါ့နော် left ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ဒီ dimension လေးကစာလုံးလေးကဘယ်ဘက်ကိုကတ်သွားမယ်ဒီ A ပုံစံလေးပေါ့နော် dimension test edit ဆိုတာလေးကိုနှိပ်မယ်ကိုမသေးချာလို့ရှိရင်ဒီလိုလေးထောက်ကြည့်လိုက်လို့ရရပါတော့เนาะထောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးသူကdimension သူ့ရဲ့နာမည်လေးပေါ်လာမယ်နာမည်လေးပေါ်လာပြီးကြာလေးထောက်ထားမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ command မှာပေါ်လာမယ်ပေါ့เนาะဒါလိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ dimension လေးကိုဆက်လက်ပေးမယ်ဆက်လက်ပေးပြီးညာဘက်မှာထားခြင်းနဲ့ဆိုလို့ရှိရင် enter ကိုနှိပ်လိုက်လို့ရှိရင်လည်းရတယ်ဒီ right ဆိုတာလေးကိုနှိပ်လိုက်လို့ရှင်လည်းရတယ်ဒါဆိုလို့ရှိရင်ညာဘက်ကိုကတ်သွားမယ်ပေါ့နော်အေးပုံစံလေးတစ်ချက်ပြန်နှိပ်မယ် dimension ကိုဆက်လက်ပေးမယ်စင်တာမှာထားခြင်းလားဒီ angle နဲ့ပြောင်းမလားပေါ့နော် angle နှိပ်မယ်ပြီးတော့လို့ရှိရင် degree လေး45 ဒါဆိုပြီးရိုက်ထည့်ပေးမယ်ဒါဆိုလို့ရှိရင်လည်းစာကဒီလိုမျိုး degree အဆောင်လေးနဲ့ဖြစ်သွားမယ်ပေါ့နော်ဒါကတော့ dimension ကို edit လုပ်တာပေါ့နော်ဒီနောက်ဆုံးတစ်ခုလေးကဘာလေးလဲဆိုတော့ dimension update ပေါ့နော်ဒီ dimension update ကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးတော့ object ကိုဆက်လက်ပေးပါဆိုတဲ့အတွက် dimension ကိုဆက်လက်ပေးမယ် enter တစ်ချက်နှိပ်မယ်သူကကြတော့ဘာကိုပြောတာလဲဆိုတော့အမားတို့ကဒီ current dimension style ပေါ့နော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ dimension style control လို့ပါတယ် current ကို dimension 60လို့ပေးလိုက်မယ်ပေါ့နော် current ကို dimension 60လို့ပေးမယ်ပေးပြီးသားလို့ရှိရင်ဒီဟာလေးကိုဒီလိုမျိုးအစိမ်းမြားပုံစံအဝိုင်းပုံစံလေးနဲ့ပါတယ်ပေါ့နော်ဒါလေးကဘာလဲဆိုတော့ dimension update ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်မယ်ပြီးသားလို့ရှိရင် dimension ကိုဆက်လက်ပေးမယ် enter နှိပ်မယ်ဒါဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ဒီ dimension ကသူ့ရဲ့ current dimension ပေးထားတဲ့ dimension 60ကိုပြောင်းသွားမယ်ပေါ့နော်ရလေးတွေဆိုလို့ရှိရင်မှာဆောနာက dimension 1နဲ့မှာဆွဲခဲ့တာလေးပေါ့နော်အခုဆိုလို့ရှိရင် dimension 1ကို current နေရာပေးလိုက်မယ် current dimension style ပေးလိုက်မယ်ပြီးသွားလို့ရှိရင်ဒီဟာလေးကိုတစ်ချက်နှိပ်မယ် dimension update ကိုတစ်ချက်နှိပ်မယ်ဒီ9ပြီကိုတစ်ချက်နှိပ်မယ် enter နှိပ်မယ်ဒါဆိုလို့ရှိရင်ဒီဟာလေးက dimension 1အတိုင်းဖြစ်သွားရပါတော့ကိုပေးထားတဲ့ current style လေးကိုပေးထားတဲ့ current style လေးကိုပြောင်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဟာလေးကိုသုံးပေးရမယ်ပေါ့နော်ဒီနောက်ကဟာလေးကဘာလဲဆိုတော့ dimension style control ပေါ့နော် dimension style control ဆိုတာဘာပြောတာလဲဆိုတော့အမားတို့ဒီ enter ကိုနှိပ်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီအနောက်ကဒီ dimension toolbar ရဲ့နောက်ဆုံး icon လေးပေါ့နော် dimension style ဆိုတာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်လည်း dimension style manager ဆိုတဲ့ box လေးပေါ်လာမယ်ပေါ့နော်ဒီ box လေးထဲမှာပဲအမားတို့ကကိုယ့်ရဲ့ dimension တွေကိုဒီ drawing ထဲမှာသုံးမဲ့ dimension တွေအကုန်လုံးကိုသတ်မှတ်ပေးထားရမယ်စာလုံး site တွေများ site တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုသတ်မှတ်ပေးထားတဲ့ dimension တွေအများကြီးရှိတယ်ပေါ့နော်ဒါကမှဒီအများကြီးကိုမှကိုကဘာကိုသုံးပါလဲပေါ့နော်အခုလောလောဆယ် dimension တက်မယ်ဘယ်လိုပုံစံသုံးပါလဲဆိုတာကိုဒီနေရာမှာရွေးချယ်ပေးရပါမယ်ဒီအပေါ်မှာလဲ layer ဆိုတာကတော့ dimension layer ထဲမှာထားပေးရမယ် layer ဒီ dimension layer ထဲမှာထားပေးရမယ် style ပေါ့နော် dimension style ကဘာ style နဲ့သုံးပါလဲဆိုတာကတော့ဒီနေရာမှာရွေးချယ်ပေးရမယ် dimension 1ကိုထားပြီးတော့ dimension တွေတိုင်းသွားမယ်ဆိုလို့ရှိရင်ဒီတိုင်းရဲ့ dimension မှန်သမျှဒီအကုန်လုံးဒီ dimension 1ရဲ့ style အတိုင်းပဲသွားမယ်ဒါမှမဟုတ်လို့ရှိရင်ဒီ dimension 60ကိုထားပြီးတော့ dimension တွေတိုင်းသွားမယ်ဆိုလို့ရှိရင်လည်းဒီဟာက dimension 60ရဲ့ style အတိုင်းပဲသွားမယ်ပေါ့နော် dimension 60မှာကိုပေးထားတဲ့ style အတိုင်းပဲသွားမယ်ပေါ့နော်ဒါကမှအမားတို့ကဒီ dimension 3ခုပေါ့နော်အခုဆက်လက်ပြီးတဲ့ dimension 3ခုကိုstyle ပြောင်းခြင်းနဲ့ဆိုလို့ရှိရင် dimension 1ရဲ့ style ကိုပြောင်းခြင်းနဲ့ဆိုလို့ရှိရင် dimension 1လေးကို select ပေးမယ် select ပေးပြီးတော့လို့ရှိရင်ဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင် click enter ဒါဆိုလို့ရှိရင်တော့ပြောင်းတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း select ပေးပြီးတော့ dimension 1နဲ့ကိုထည့်လိုက်ဒါဆိုလို့ရှိရင်လည်းပြောင်းသွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကတော့ dimension 2 မှာ dimension တွေဘယ်လိုတိုင်းရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားတာပဲဖြစ်ပါတယ် command လေးတွေကလည်းအကုန်လုံးတော့မဆုံးသေးဘူးပေါ့နော်ပုံဆွဲရင်းနဲ့လည်းထပ်ပြီးတော့အသစ်လေးတွေပေါ်လာမယ်ဆိုလို့ရှိရင်လည်းပုံဆွဲရင်းနဲ့ပဲထပ်သင်ပေးသွားတော့မယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကတော့ command ရဲ့ဗီဒီယို9ခုမြောက်ဗီဒီယိုဖြစ်တယ်ပေါ့နော် command ရဲ့9ခုမြောက်ဗီဒီယိုနဲ့ dimension အသေးစိတ်တိုင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ပုံတွေဆွဲလို့ရှိရင်ကြတော့အမအသေးစိတ်ကိုပြောပြပေးမှာမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုလေးတွေကိုပြန်ကြည့်လို့ရတာပေါ့နော်အသေးစိတ်ကြည့်ချင်လို့ရှိရင်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်